အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့မြန်မာနိုင်ငံရှိပုပ်ပါတောင်ကြီးအကြောင်းပါပုပ်ပါတောင် Mount Pao-Pha သည်မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးကြောက်ပန်းတောင်မြို့နယ်တွင်တည်ရှိသောမီးတောင်ဟောင်းတစ်ခုဖြစ်ပြီးရင်းနှင့်ပတ်သက်သောထူးဆန်းဖြစ်ရပ်များနှင့်ဒဏ္ဍာရီများသည်မြမယဉ်ကျေးမှုနှင့်နက်ယုံကြည်မှုတို့တွင်နှက်ဆိုင်စွာအမြင့်တွယ်လျက်ရှိသည့်ဤတောင်သည်ဘူမိဗေဒအရလွန်ခဲ့သော2တန်းပေါင်း15ခန်းကပေါ်ထွန်းလာခဲ့သည်ဟုသိရှိရပြီးပကံခေတ်တွင်နက်တောင်အဖြစ်အလွန်အရေးပါခဲ့သည့်ထူးဆန်းဖြစ်ရပ်များထဲမှအထင်ရှားဆုံးတစ်ခုကိုအသေးစိတ်ဖော်ပြပါမည်မဟာဂီရီနတ်မောင်နှမနှင့်ပုပ်ပါတောင်၏ဒဏ္ဍာရီဆန်သောဖြစ်ရပ်ပုပ်ပါတောင်နှင့်ပတ်သက်သောအထင်ရှားဆုံးထူးဆန်းဖြစ်ရပ်များထဲမှတစ်ခုမှာမဟာဂီရီနတ်မောင်နှမ2ဦး၏ဒဏ္ဍာရီပုံမြင်ဖြစ်သည်ဤဒဏ္ဍာရီသည်မြမရိုးရာနတ်ကိုးကွယ်မှု၏အဓိကအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပုပ်ပါတောင်ကိုနတ်တို့၏နေရာတော်အဖြစ်သတ်မှတ်ခြင်းနှင့်ဆက်ဆက်နေသည်ဒဏ္ဍာရီ၏နောက်ခံသမိုင်းဒဏ္ဍာရီအရမဟာဂီရီမေမျိုးမှမဟာဂီရီဟုခေါ်ဆိုသည့်ပကံခေတ်တွင်အစွမ်းထက်ပြီးလှပသောအမျိုးသမီးတစ်ဦးဖြစ်သည်ယင်းသည်ပကံမင်းတစ်ပါး၏အာဏာကိုချိန်ချောက်နိုင်သည်ဟုယူဆခံရသဖြင့်ကွမျက်ခံရသည်သို့သောယင်း၏တည်ဆုံမှုသည်ပုံမှန်မဟုတ်ဘဲနတ်ဝိညာဉ်အဖြစ်ပြန်လည်ပေါ်ထွက်လာခဲ့သည်ထို့နောက်ယင်း၏ညီဖြစ်သူရွှေစည်းခုံဖျားမမောင်မင်းရှင်သို့မဟုတ်ရွှေနတ်မောင်နှင့်အတူပုပ်ပါတောင်သို့ရောက်ရှိလာပြီးထိုနေရာ၌နတ်ဖျားများအဖြစ်ကိုးကွယ်ခံရသည်ထူးဆန်းသောဖြစ်ရပ်ဤဒဏ္ဍာရီတွင်ထူးဆန်းသောဖြစ်ရပ်တစ်ခုမှာမဟာဂီရီ၏ဝိညာဉ်သည်ပုပ်ပါတောင်အနီးတွင်ထင်ရှားစွာပေါ်ထွက်လာခဲ့ပြီးဒေသခံများကပြင်းအားနတ်ဖျားမအဖြစ်အတိအမှတ်ပြုခဲ့ကြသည်ပကံခေတ်မှစတင်ကပုပ်ပါတောင်တပွဲများကိုနှစ်စဉ်ကျင်းပခဲ့ပြီးထိုပွဲများအတွင်းနတ်ဝိညာဉ်များ၏အတန်များပုံရိပ်များသို့မဟုတ်ထူးဆန်းသောသဘာဝဖြစ်ရပ်များကိုတွေ့မြင်ခဲ့သည်ဟုယုံကြည်ကြသည်ဥပမာအားဖြင့်တောင်ထိပ်အနီးရှိလေကားထစ်989ထစ်ကိုတက်ရင်လေထဲတွင်ရုတ်တရက်မွေးပြန့်သောပန်းရနံ့များရရှိခြင်းသို့မဟုတ်နတ်များ၏ရေတံများအားကိုကြားရသည်ဟုဒေသခံများကပြောဆိုကြသည်ဤဖြစ်ရပ်များသည်သိပ္ပံနည်းကျအထောက်အထားမရှိတော့လဲဒေသခံများ၏ယုံကြည်မှုတွင်အခိုင်အမာတည်ရှိနေသည်နတ်ကိုးကွယ်မှုနှင့်ဆက်ဆက်မှုပုပ်ပါတောင်သည်မြန်မာနိုင်ငံ၏နတ်18ပါးကိုးကွယ်မှု၏အဓိကဗဟိုချက်တစ်ခုဖြစ်သည်မဟာဂီရီနတ်မတော်သည်ဤနတ်18ပါးထဲတွင်ပါဝင်ပြီးမြင်းအားကိုးကွယ်သူများကအကာအကွယ်ပေးနိုင်သူဆူတောင်းပြည့်စေနိုင်သူအဖြစ်ယုံကြည်ကြသည်ထူးဆန်းသည်မှာနတ်ပွဲများအတွင်နတ်ကာရီအချို့သည်မဟာဂီရီ၏ဝိညာဉ်ဖြင့်စီးခြင်းခံရသည်ဟုဆိုကာထူးဆန်းသောအပြုမှုများဥပမာပုံမှန်မဟုတ်သောအော်ဟစ်တန်များကခုံမှုများပြတ်တလေးရှိသည့်ဤဖြစ်ရပ်များကိုတာမန်လူများကနတ်ဝိညာဉ်များ၏လွှမ်းမိုးမှုဟုယူဆကြသည်တဘာဝလွန်ဖြစ်ရပ်များပုပ်ပါတောင်အနီးတွင်နေထိုင်သူများကတောင်ထိပ်မှထူးဆန်းသောအလင်းရောင်များထွက်ပေါ်လာခြင်းသို့မဟုတ်မိုးမရွာသည့်ရာသီတွင်ရုတ်တရက်မြူများဖုံးလွှမ်းသွားခြင်းမျိုးဖြစ်ပွားသည်ဟုမှတ်တမ်းတင်ပြောဆိုထားသည်ထို့အပြင်တောင်နီးရှိတစ်ပင်များကြားတွင်လူရိပ်မရှိဘဲလှုပ်ခတ်သွားသည်ကိုမျက်မြင်တွေ့ခဲ့သူများလည်းရှိသည်ဤဖြစ်ရပ်များကိုနတ်တို့၏လှုပ်ရှားမှုဟုဒေသခံများကယုံကြည်ကြပြီးသိပ္ပံနည်းကျရှင်းလင်းချက်မရှိသည့်အတွက်ပို၍လျှို့ဝှက်ဆန်းကျယ်မှုရှိနေသည်ယနေ့ခေတ်တွင်ပုပ်ပါတောင်ယနေ့ခေတ်တွင်လည်းပုပ်ပါတောင်သည်ခီးသွားများနှင့်ဘာသာရေးကိုးကွယ်သူများအတွက်ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်သည်တောင်ထိပ်ရှိတောင်ဆုံးဖျားနှင့်အနီးရှိနတ်ကျောင်းများသည်ထူးဆန်းဖြစ်ရပ်များနှင့်ဆက်ဆက်နေစေဖြစ်ပြီးဧည့်သည်အချို့ကထူးခြားသောအတွေ့အကြုံများဥပမာရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းအတန်များကြားရခြင်းကိုပြောဆိုလေ့ရှိသည်မိဂုံပုပ်ပါတောင်နှင့်ပတ်သက်သောထူးဆန်းဖြစ်ရပ်များသည်တမိုင်းကြောင်းနှင့်ဒဏ္ဍာရီပေါင်းစပ်မှုမှပေါက်ဖွားလာပြီးမဟာဂီရီနတ်မောင်နှမနှင့်ဆက်ဆက်သောပုံပြင်သည်အထင်ရှားဆုံးဖြစ်သည်ဤဖြစ်ရပ်များသည်သိပ္ပံနည်းကျတက်တည်မပြတော့လဲမြမယဉ်ကျေးမှု၏နတ်ယုံကြည်မှုနှင့်ဝိညာဉ်ရေးရာဓလေ့ထုံတမ်းများကိုထင်ဟပ်ပြသနေသည်ထို့ကြောင့်ပုပ်ပါတောင်သည်တဘာဝအလှသာမကလျှို့ဝှက်ဆန်းကျယ်သောဝိညာဉ်လောက၏တင်ကေတတစ်ခုအဖြစ်ဆက်လက်တည်ရှိနေသည်ဒီလိုဇာတ်လမ်းလေးတွေပိုသိအောင် like and subscribe လေးလုပ်ပေးသွားပါဦးနော်အားလုံးကိုကျေးဇူးအများကြီးတာ